အားလုံးပဲမင်္ဂလာပါရှင် The Black Cat Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ပြပြပေးမှာတော့စာရေးဆရာတာတည်ရေးထားတဲ့ခွေးနဲ့ကြီးနဲ့တိုက်ဆောင်တရေဇလန်းကိုပြပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်အခုဇလန်းလေးမစခင်ကျမတို့ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးသွားကြပါအောင်ရှင်ဝါဆိုဝါခေါင်ဆိုတော့မိုးအားကောင်းတော့ကျုပ်တို့လိုတောတူတောင်သားတွေကလည်းအတိုက်သွင်းနေတာပေါ့ဗျာမနက်ကမိုးလေးတစ်ဖြတ်ဖြတ်ရွာတာနဲ့ကျုပ်လည်းထွန်းတုံးပြင်ပြီးမနက်ဝင်လီဝင်လင်းကလေးကရာတော်ထဲရောက်နေပြီလေရဆိုတာကျုပ်တို့တောတူတောင်သားတွေရဲ့ဘဝပဲလေထွန်းရင်းငင်ကောင်းပြီးမြေစီလွာပေါ်မှာစိုက်တဲ့ဒီနာကောင်းပြီးအောင်ပါဗျဒါကြောင့်ကျုပ်လည်းအဘအရောက်ခွက်လေးမှာနွားသရှင်နဲ့ဂရုတစိုက်ထွန်းရင်းငင်နေတာပေါ့ဗျာတတိထားပြီးတော့မှနေကထန်းတစ်ဖြားရောက်နေပြီရာကလည်းတရေပဲစံတော့တာဗျကျုပ်လည်းနွားသရှင်ကိုဖြုတ်လန်းပြီးထနောင်းမရိတ်ဆက်ဆက်မှအမေထည့်ပေးလိုက်တဲ့သမင်းထုတ်လေးဖြေစားလိုက်တာပေါ့ဗျာစားတော့ပြီးရနဲ့ကျုပ်အချိုင်ငကားဆေးပွဲလေးခွာပြီးမင်းနေတာပေါ့မင်းနေုံပဲရှိတယ်ကျုံလာတယ်ခြေတံကြားလို့ခေါင်းထောင်စီးလိုက်တော့ဆရာမနိုင်ရွာကိုအောင်ဘူးကိုတွေးလိုက်ရတယ်ဗျသူ့ပုံစံကရွေးကြီးတုတ်ပြနဲ့ကျုပ်လည်းမင်းနေရာနေထားလိုက်ပြီးလမ်းမိလိုက်တယ်ဟာကိုအောင်ဘူးပါလားဘယ်လိုလဲဗျဘယ်မှမဟုတ်ဘူးဟေးမင်းစီကိုပဲလာတာဟာတာတီးရမင်းရောက်တော့အကြီးကမနဲ့ကလေးရရာထဲမှာဆိုလိုလိုက်လာတာဟာဒါဆိုဘာကိစ္စလဲဗျဆိုပြီးမေးလိုက်တော့ကိုအောင်ဘူးကဒီလိုကွာငါတို့ရွာမှာထူးထူးခြားခြားကိစ္စပေါ်လာလို့ကွာဘယ်လိုကိစ္စပေါ်လာလို့လဲဗျထူးထူးခြားခြားကိစ္စဆိုတာနဲ့ကျုပ်ရဲ့ဗီဇာအတိုင်းသိချင်လာတာပေါ့ဗျာဒီလိုကွာတလောဝါဆိုလောက်ပဲည9နာရီလောက်မှာငါတို့ကာလာသားတွေတက်ကြီးဥပုတို့အိမ်မှာစကားလက်ဆောင်ကြနေတာပေါ့အဲ့ဒီအချိန်ရွာတောင်ပိုင်းတော်ညိုတို့အိမ်ကနေစောင်းလက်တကြားအိုရန်ကြားလိုက်တယ်ကွာငါတို့ကာလာသားတွေလည်းအတန်ကြားတာနဲ့ဝုန်းဆိုပြီးတော်ညိုတို့ဝိုင်းကိုပြေးသွားကြတာပေါ့တက်ထဲမှာလည်းဝါချွန်ဒုတ်ဒါဆန်လို့ပေါ့ကွာပြောရင်အား၆လာပုံရတယ်ထင်တယ်အစမ်းရည်တစ်ခွက်ငှက်တောက်လိုက်တယ်ဗျကျုပ်လည်းစေးပေါ်လိတ်လေးဖွာရင်စကားအဆက်ဆောက်နေတာပေါ့ဒေါ်ညိုတို့အိမ်ကခြေတန်ရှိအိမ်ကွာငါတို့ရောက်တော့ဒေါ်ညိုတို့အိမ်အောက်မှာနောက်မတန်းလောက်ရှိတဲ့ခွေးနဲ့တီးကအရှာကြီးထုတ်လိုက်တွင်းလိုက်လုပ်နေတာကွာမျက်စိကလည်းမြည်ရဲနေတာပဲဒါနဲ့ငါတို့လူအုပ်ကြီးကလည်းညာတန်ပေးပြီးဝိုင်းလိုက်တော့ဘယ်ကနေဘလို့ပျောက်သွားမှမသိဘူးကွာလေးအိမ်ငါးအိမ်ထားဥပေါ်တို့အိမ်ပျောက်သွားပါရောလားဟာငါတို့လည်းထပ်လိုက်တော့ပျောက်သွားတာထပ်ပေါ်မလာတော့ဘူးနောက်နေ့ညကျတော့လေဒီလိုပဲကွာထပ်ပေါ်လာတယ်ငါတို့ဝိုင်းလိုက်ပြန်တော့ပျောက်သွားတယ်ကွာအခုဆို3ညရှိပြီကွာပေါ်လဲပျောက်လိုက်နဲ့ငါတို့တရားလုံးထိတ်လန့်နေပြီဒါကြောင့်ဒီလိုကိစ္စတွေမှာနားလေတာဆိုလို့မင်းမရှိတော့အကူညီလာတောင်းတာပေါ့တာတီးရကျုပ်နည်းနည်းစဉ်းစားမိရဲ့ဗျအခုလိုကိစ္စနဲ့ပတ်သက်ပြီးဖြစ်ခဲ့ဘူးပြီလေကဲဗျာကိုအောင်ဘူးညနေထွန်သိမ်းပြတာနဲ့ကျုပ်လာခဲ့နေဗျာအခုတော့လှုပ်လက်စားလေးမြင်မြင်သိမ်းလိုက်အောင်မယ်ဗျို့ကိုအောင်ဘူးလည်းကျုပ်ကိုကျေးဇူးတင်ကြောင်းပြောပြီးသူ့ရွာကိုပြန်သွားတယ်ဗျကျုပ်လည်းညနေဆောင်တော့မှထွန်သိမ်းပြီးကမန်းကနန်းရီကိုဆိုးလိုက်တာပေါ့ဗျာအမေဆက်ထားတဲ့စက်တာဘူးဒီချက်လေးနဲ့စားလိုက်တာပိုက်တောင်တင်းသွားတာပဲစားတော့ပြီးဆရာမနိုင်ရွာကိုထွက်လာတော့နေတောင်အတော်ကျနေပြီဗျဆရာမနိုင်ရွာရောက်တော့ကိုအောင်ဘူးကအစစ်နှစ်ဆောက်နေတာဗျအချိန်ကလည်းနည်းနည်းစောနေတာနဲ့ကျုပ်လည်းလူရမင်းကအင်းတွေကိုနှုံထားလိုက်တယ်ညလည်းနဲ့လာရောအမလေးလောက်ကြပါအောင်ခွေးနှက်ကြီးမိမတယောက်အော်ရန်ထွက်လာတာကျုပ်တို့တော့နှက်သွားတယ်ဗျကိုအောင်ဘူးကတော့လာပြို့အသားတည်းကျုပ်တို့သွားကြမယ်ဆိုပြီးရှေ့ကနေသွားတာဗျကျုပ်လည်းလွေးကောက်လွယ်ပြီးအပြေးလိုက်သွားတာပေါ့ကိုရောက်တော့လူတွေကရွာလုံးကျွတ်နေပါပဲဗျဟာဟိုမှာဦးထွန်းစိန်နဲ့ဒေါ်ချစ်စုတို့အိမ်အောင်မှာခွေးနှက်ကြီးဟေးဆိုပြီးထုတ်ပြလိုက်တော့ကျုပ်လည်းစိတ်မိသားဖြစ်သွားတယ်ဗျဟာဟုတ်ပါရဲ့နောက်မတန်းတတာလောက်ရှိတဲ့ခွေးနှက်ကြီးဗျလူတယောက်တော့အသားလေးပဲညက်ကင်းစိမ်းမလိမ့်ပဲနဲ့တော့မြင်နေရတော့ကျုပ်အံ့ဩသွားတယ်ဗျရွာသားတွေကဝိုင်းလိုက်တော့ဘလို့ပြတ်သွားမှမသိဘူးတော်တော်မြန်နေပေါ်လာအောင်မလားဆိုပြီးထပ်ဆောင်နေတာပြန်ပေါ်မလာတာနဲ့လူစုခွဲပြီးပြန်လာကြတာပေါ့ဗျာမနဲ့အိယာထားတော့နေရအတော်မြင့်နေပြီဗျကိုအောင်ဘူးအမေအရေးစိန်ကတော့မနဲ့စာအစာပြေတော့အစင်းလေးလောက်ထားပြီးဗျကျုပ်လည်းမျက်နှာတစ်ပြီးကိုအောင်ဘူးနဲ့အစာပြေစားလိုက်တယ်စားတော့ပြီးရနဲ့စေးပေါ်လေးလေးထိုင်ဖွာပြီးညအချောင်းလေးပြန်ပြောနေကြတာပေါ့ဗျာပြောကိုအောင်ဘူးရေသူဆောင်မှုတော့စပြီဗျဆိုပြီးခြံဝါးကနေရွာမြောက်ပိုင်းကိုပြောကအော်ပြောတာဗျကိုအောင်ဘူးကကိုပြောလာလေဗျာဘလို့ထူးခြားတာလဲဗျဆိုပြီးမိလိုက်တယ်ကိုပြောကဒီလိုဗျဒီမနက်ကပဲဒေါ်ညိုနဲ့ဥပေါ်ကြီးတို့စုံသွားပြီဗျခုနကတည်းကရွာနောက်ပိုင်းကဒေါ်တို့ကြီးစုံသွားပါကောလားဗျာဆိုပြီးပြောဆိုနဲ့အစမ်းရင်ငဲတောက်လိုက်တယ်ဗျဒါနဲ့ကျုပ်လည်းနည်းနည်းမရှင်းနိုင်နဲ့ကွမ်ဘူးခွေးနဲ့ကြီးကအိမ်ခုနှစ်အိမ်မဲဝင်တာမဟုတ်လားဗျဆိုပြီးမေးလိုက်တော့ဟာဟုတ်တယ်တာတီပြောမှတတိထားမိတယ်ခွေးနဲ့ကြီးကအိမ်ခုနှစ်အိမ်မဲဝင်တာဗျဆိုပြီးပြောတယ်ဗျဒါနဲ့ကျုပ်ကဒါဆိုသိစားတယ်ဗျခွေးကြီးအိမ်ခုနှစ်အိမ်မဲဝင်တာဆိုတော့ဒါအောက်လန်းပညာနဲ့ခုနှစ်စင်တိုက်တာဗျအိမ်ကလူတွေတေမရွတ်သွားလိမ့်မယ်ဆိုပြီးပြောလိုက်တော့ကိုအောင်ဘူးက
ဟာဒုက္ခပါပဲနောက်ထပ်လူတွေထပ်တည်အောင်ပါပဲဘလို့ကြောင့်ဖြစ်တာလဲမသိဘူးဗျာဆိုပြီးညီးတော့တယ်ဗျကျုပ်ကစိတ်မပူပါနဲ့ကိုအောင်ဘူးဒီညနေတော့အကြောင်းဆောင်သိရတော့မှာပါဒီရွာနှုတ်ဝင်တဲ့တယောက်ခေါ်ထားလိုက်ဗျာပြီးတော့စံတပီချက်နဲ့အမေရာတပိတ်တာချက်ထားလိုက်ဗျာဒါတော့မပူနဲ့နှုတ်ဝင်တယ်ဆိုရင်ကျုပ်အရေးတော်ဆိုင်ရှိတယ်ဗျကျုပ်လည်းမြင်မြင်စင်စင်မှဖြစ်မှာဗျမတော်ထပ်ပြီးတည်ဆုံးမှုတွေဖြစ်နေအောင်ပါလေခုနောက်ထပ်မဖြစ်ပါစေနဲ့တော့လို့ပဲဆွတောင်းလိုက်ရတယ်ဗျာညနေရောက်တော့ကိုအောင်ဘူးဒေါ်စံမီကျုပ်တို့၃ယောက်တာဆရာမနိုင်တင်းဆိုင်ကုန်းကိုထွက်လာခဲ့တယ်ကိုအောင်ဘူးကထမင်းတောင်ထမ်းလို့ပေါ့ဗျာတင်းဆိုင်ကုန်းနဲ့ရောက်တာနဲ့အုတ်ကူခက်ကြီးကြီးတစ်လုံးပေါ်မှာငပြော့ဖက်ခင်ပြီးထမင်းတွေကိုထည့်ထားလိုက်တယ်ဗျဒေါ်စံမီကတော့စပင်းတွေခွထားပြီးတအုပ်ချီလေးနဲ့ထိုင်နေတာဗျကျုပ်လည်းအထင်ဆွဲမနေတော့ပဲမဖဲဝါကိုပင်းဖိလိုက်တာပေါ့ဗျာတင်းဆိုင်တို့ရဲ့အရှင်မဖဲဝါကျုပ်သားဒီအရှင်မကိုပင်းဖိပါတယ်ရောက်ရအရက်ကနေအမြင့်ဆုံးကြွခဲ့ပါဆိုပြီး၃လကအော်လိုက်တော့တောဆက်ကနေခွေးဥတန်ကြီးကိုစားလိုက်ရတယ်ဗျဒါမဖဲဝါရဲ့ခွေးနဲ့ကြီးတန်ဗျကျုပ်သိတာပေါ့မကြပါဘူးစေပေလောက်ရှိတဲ့အရက်စီနဲ့ကျုပ်800ကိုမဖဲဝါလာနေတာဗျတော်တော်မြတ်နေညနေကလေးကမျက်ကွင်းစေးကွင်းခဲ့တာဆိုတော့မြင်ရတာပေါ့ဗျာဟောကြည့်နေရင်နဲ့ဒေါ်စံမီကိုထဲမဖဲဝါဝင်သွားတယ်ဗျဟေးဟေးဆိုရက်ညီးတန်ကြီးထွက်လာပြီးဒေါ်စံမီရဲ့လက်တွေခွေးခောက်သွားတယ်ဗျသမင်းနဲ့ဟင်းတွေချထားတဲ့အုပ်ကူပေါ်လွှားကနေခုန်တက်ပြီးအားရပါရစားတော့တာပဲဗျာစားနေရင်လည်းကျုပ်ကိုမျက်နှာညင်ကြီးနဲ့ကြည့်လို့ဗျကိုအောင်မှုကတော့ကြောက်လို့ထင်ပါရဲ့ကျုပ်အနောက်မှာရက်နေတာဗျမဖဲဝါအခုဆရာမနိုင်ရွာမှာဝင်သွားတဲ့ခွေးနှစ်ကြီးကဘယ်လိုဖြစ်တာလဲဗျအခုဆိုလူ3-4ယောက်လောက်တည်သွားပြီလို့ပြောလိုက်တော့မဖဲဝါကလက်တွေကိုရေနဲ့အဆေးလိုက်ပြီးပူနေတဲ့အရေကိုတောက်လိုက်တယ်ဗျဟဲ့ဒါဒီအဲ့ဒါခိုက်ဆောင်တရေကြီးရဲ့ခွေးဟဲ့တော်ထဲမှာစီဒီဟောင်းတစုရှိရဲ့အဲ့ဒီစီဒီထဲကနေထာပနာတွေကိုအခုတည်တဲ့လူတွေကသူတို့တဘောနဲ့သူတို့ရွာဦးဆောင်မှာစီဒီတည်လိုက်တယ်လေဒါကိုမစီတဲ့တိုက်ဆောင်ကြီးကအောက်လမ်းကြီးနဲ့90တိုက်တာဟဲ့ဒါဆိုဘယ်လိုလုပ်ရမလဲဗျတန်ဃာတော်တွေပြင်ပြီးကမောဝါနဲ့ပေးရွတ်မယ်ဆိုရင်ရက်သွားလိမ့်မယ်ဒါပေမဲ့တိုက်ဆောင်တရေကြီးကတော့နည်းနည်းခက်မယ်အာကူကြီးမယ်မပူနဲ့ပြောပြီးထွက်သွားတာဗျကျုပ်လည်းဒေါ်ဆံမီကိုဆွဲထုတ်ပြီးမနှဲနာနှက်လိုက်ရတယ်ပြီးရနဲ့ရွာထဲပြန်ဝင်ပြီးဆက်စင်းတန်ဃာတော်တွေပင်းတော့တာပေါ့ဗျာတန်ဃာတော်တွေကလည်းဇန်နေလေးတဲ့လူတွေကိုကိုအောင်ဘူးတို့အိမ်မှာစုဝိုင်းပြီးပရိတ်ရွတ်ဖက်ကြတာပေါ့ဗျာကျုပ်လည်းခြံနေရနေအပြင်ကိုအကဲခတ်နေရတယ်သိမကြပါဘူးရွာတွေကခွေးတွေရဲ့အီဆိုပြီးအတန်တွေကြားလိုက်ရတယ်ဗျသူတို့ကြောက်တဲ့အကောင်တကောင်ကောင်ဝင်လာလို့ပဲဖြစ်ရမယ်ဆိုတာကျုပ်သိပြီပေါ့ဗျာမကြပါဘူးခြံရှိကိုတင်းပုတ်တွေကင်ထားတဲ့ဘလူးသုံးကောင်ရောက်လာတာမြင်လိုက်တယ်ဗျမြင်ရဆိုမျက်ခွင်စေးရမဖြတ်သေးကိုအရက်က15ပေလောက်ရှိမယ်ဗျတကူလုံးအမွေးအမြင်တွေနဲ့မျက်လုံးကြီးတွေလည်းဟင်းဆိုတော့ပကံလောက်ရှိရဲ့ဗျရေးတက်နေတာပဲသူတို့နောက်မှာတော့ပေ20လောက်ရှိမယ်တရက်ကြီးတကောင်ရက်နေတာဗျပုံစံကခွေးဘလူးကြီးတွေထက်တောင်ဆိုးသေးဗျသူချတာတရက်ကြီးမှာမျက်စိတစ်ဖက်မပါဘူးဗျကျုပ်ကြည့်နေတော့တရက်ကြီးကတခုခုပါဆက်ကနေအမိတ်ပေးပုံရတယ်တန်ဃာတွေပရိတ်ရွတ်နေရကြတဲ့အိမ်ဝိုင်းတွေကလူတွေကိုအတင်းဝင်လူတာဗျဒါပေမဲ့ဘေးရမလဲပရိတ်တော်ကသူတို့ကိုတားဆီးထားတယ်လေရှေ့ကိုတိုးလေနောက်ကိုလှမ်းကြလေဖြစ်နေတာပေါ့တရက်ကြီးကစိတ်မရှိပုံရတယ်ဗျသူကိုယ်တိုင်ဝင်လာတာဗျဘယ်ရမလဲဂုံတော်တွေကအုပ်မိုးထားတာကိုဗျသူလည်းနောက်ကိုလှမ်းကြသွားတာတရက်ကြီးတော်တော်စိတ်ဆိုးရတယ်ထင်တယ်လက်ကြီးကိုမိုးပေါ်မြောက်ပြီးဝါအီးဆိုပြီးអော်လိုက်တာတရေတွေဗျဘယ်ကနေရောက်လာမှမသိဘူးအများသားဗျလေတွေကလည်းတိုက်လာတယ်ဗျတိုက်တာမှရွာတွေကအပင်ငယ်တွေဆိုလဲကုန်တယ်ဗျကျုပ်လည်းနည်းနည်းတော့နောက်ကိုဆုတ်သွားမိတယ်ဒီလောက်အများကြီးဆိုကျုပ်မနိုင်တော့ဘူးဗျစောစောကတရေမြစ်ကန်ကြီးကတရေတွေကိုအရှိကိုတိုးဖို့အမိန့်ပေးနေတာဗျကျုပ်လည်းအပြစ်နိုးထားတဲ့ဖုတတအင်းနဲ့ပြစ်ပြီးစီတာထားလိုက်တယ်ပထမတော့နောက်ကိုလမ်းကျသွားတယ်ခဏနေတော့မမိုက်ကန်ကန်တွေကိုတိုးလာစားတာဗျကျုပ်လည်းအင်းတွေကိုအစင်နစ်ကင်ထားတာပေါ့ဗျာအဲ့အချိန်နောက်ဘက်ကနေဖုံးဖုံးဆိုပြီးရိုက်တန်ထွက်လာတယ်ဗျအင်းဆိုတဲ့အတန်ကြီးနဲ့မြစ်ကန်တရေဖိနေကြလာရောကျုပ်လမ်းကြည့်လိုက်တော့မဖဲဝါရောက်လာတာဗျအခုမှတက်ပြင်းဆန်းနိုင်တော့တယ်ပေစာကြီးမှမဖဲဝါနဲ့အတူအနောက်ချုပ်မေတော်ကြီးအိမ်တွင်းကိုတော်ကြီးတို့ပါလာတာဗျအနောက်ချုပ်မေတော်ကမြစ်ကန်တရေကြီးကိုတခုခုပြောလိုက်တော့တရေကြီးကစက်ကြောက်နဲ့နောက်ဆုတ်ပြီးအမောင်ထဲဝင်သွားတယ်ဗျအနောက်ချုပ်မေတော်ကြီးတို့ထွက်သွားတော့မဖဲဝါကပြီးသွားပြီဆိုတဲ့တဘောနဲ့ကျုပ်ကိုကြည့်ပြီးထွက်သွားတော့တရေတွေလည်းသူ့နောက်ကပါသွားတော့ဗျာဟောအရှိဘက်ကရောင်ကြီးတောင်တန်းလာပြီကောတန်ဃာတော်တွေလည်းပိတ်တရားရွတ်တာရက်သွားကြပြီလေကျုပ်လည်းအရီရဲ့ဂိမ်းမီဆိုတာကိုအတောင်းဆုံးရှင်းပြလိုက်တော့တရွာလုံးကြည့်စုတင်မဆုံးပေါ့ဗျာပေးလိုက်တဲ့လက်ဆောင်တွေဆိုလည်းလက်အပြေးပေါ့ဗျာကျုပ်လည်းကိစ္စပြီးပြီမို့ရွာကိုပြန်လာခဲ့တော့တာပေါ့ဗျာဆက်လက်ပြီးတော့စာရေးဆရာလီယွန်ရဲ့16လမ်းတစ်စီဆိုတဲ့ဖြစ်ရမှန်ဇာတ်လမ်းလေးကိုပြပြပေးတော့မှာပဲဖြစ်ပါတယ်ရှင်အချိန်အဖြစ်ည9:00နာရီခန့်ရှိပါပြီတို့ပေမဲ့ရန်ကုန်မြို့ရဲ့လတာ16လမ်းတနေရာမှာတော့စားပေါက်ဆိုင်တွေလူတွေနဲ့စီကားတိုက်မဲ့နေသေးပါပဲမိသားစုတွေကလည်းပျော်ရွှင်စွာလက်ဖက်စားတောက်နေကြသလိုချစ်သူစုံတွဲတွေကလည်းတယောက်လက်တယောက်တွေ့ပြီးရှောက်လွယ်နေကြပါတယ်
ထို့ထို့အခါရစိတ်ကားနေတဲ့တရုတ်တန်းစားတောက်တန်းလေးထဲကိုလူတစ်ယောက်ဝင်လာခဲ့တယ်ထို့လူကရှက်အင်ဂျီအစင်းစားနဲ့စတိုင်ပေါင်းမီအနက်ရောင်ကိုကြကြနနဝတ်ဆင်ထားပြီးအမ်ပါဘေကင်နဲ့မျက်ခုံးမွေးတစ်ဖက်ကိုလည်းချာလီဖုပုံစံချစ်ထားပြီးလက်တစ်ဖက်မှာလည်းတက်သူကြီးနဲ့ဈေးထဲပြင်းပြင်းစွာလမ်းလျှောက်လာပါတယ်ရုတ်တရက်ကြည့်လိုက်ရင်သူ့ရဲ့သပင်ပုံကအမ်ပါဘေနဲ့တစ်ချက်သွားဆင်ပြီးလမ်းလျှောက်ပုံကလည်းပီကီဘလိုင်ဒါတွေကထောမတ်ရှယ်ဘီနဲ့လည်းနည်းနည်းတူနေပါတယ်ဒီလိုနဲ့ပဲအမေရိကန်စိုက်ကိုဆက်ကားတဲ့စိုက်ကိုလိုစစ်မာလိုနဲ့ဘဲတပူရလှတာ16လမ်းလေးကိုဝင်ရောက်လာခဲ့ပါတယ်သူရဲ့မျက်နှာထားကလည်းတီစီလာပြီးအကဲဖြတ်တိုင်းလူကြီးလိုဟန်ပန်မျိုးနဲ့ထိုလန်းတဲ့စားတော့ဆိုင်တွေအားလုံးကိုလိုက်ကြည့်နေပါတယ်ထို့နောက်သူငဖေကျော်ဆိုင်တစ်ဆိုင်လေးကိုဝင်သွားခဲ့ပါတယ်သူအရင်ဆုံးပိုးစာကျော်တစ်ပွဲမှာလိုက်ပြီးထိုဆိုင်ရှိမှာပဲချက်ချင်းရက်စားလိုက်တယ်nice စိတ်နေတာပဲကောင်းတယ်တော်တော်ကောင်းတာတယောက်တည်းစားပြီးတယောက်တည်းစကားတွေပြောနေတဲ့သူ့ကိုဆိုင်ရှင်ကနားမလဲစွာဖြင့်တောင်းကြည့်နေပါတယ်ပြီးတော့သူကရေခဲစိန်ထားတဲ့ငဖေတက်တာစီကိုအကြည့်ရောက်သွားပြီးတိုင်လူကြီးတယောက်လိုအကြည့်နဲ့ဆိုင်ရှင်ကိုမေးလိုက်ပါတယ်ဒါတွေကရေခဲစိန်ထားတာလားဟုတ်တယ်ကိုသူကအစိမ်းဆိုတော့လေငဖေကိုရေခဲနဲ့အဲ့လိုထားတာတော့ကျမရေအတွက်ပိုပြီးတင်တော့တယ်ဒါပေမဲ့ငဖေအလဲကိုရေခဲမရောက်ဘူးဆိုရင်တော့နည်းနည်းတော့ရှော့ရှိတယ်ကောင်းတယ်ဒီစနစ်အရင်ကောင်းတယ်မမိမှာဘာမှလည်းမလုပ်ပဲပြန်ပွဲဝင်တယောက်လိုအတလွတ်အဝေဖန်အကဲဖြတ်ခံလိုက်ရတဲ့အဆိုင်ပိုင်ရှင်ကပျော်ရမလို့ဝမ်းနည်းရမလို့တွေဖြစ်ပြီးထို့သူကိုဒါကြောင်ကြည့်နေမိပါတယ်ထို့နောက်ထို့သူကငဖေစော်တဲ့ပွဲကိုထပ်မှာပြီးစားရင်အကဲဖြတ်နေပါတယ်ကောင်းတယ်အရင်ကောင်းတယ်ဒါနဲ့ဒါအမာဒါလားဟုတ်တယ်ရှင်အမာစာ taste တော့တိတ်မရဘူးဒါပေမဲ့ကောင်းတယ်အဆုံးမတုံးလားမတုံးရှင်စက်တာမုံပဲတုံးတယ်အဲ့ဒါနည်းနည်း short ထက်စက်နာအကုန်ကောင်းတယ်ဟေးထိုစကားကြောင့်ဆိုင်ရှင်မျက်နှာမှာအနည်းငယ်ပြတ်သွားပြီမြအလိုက်တဲ့ခေါင်းလေးငိမ့်ပြလိုက်ပါတယ်ထို့သူကငဖေချောကိုစားနေရင်းနဲ့ပဲကောင်းတယ်ကိုတယောက်တည်းအော်ပြောရင်ဆိုင်ထဲကနေထွက်သွားပါတယ်ပြီးတော့ထို့သူကကိုပတ်နဲ့ပဲထိုလမ်းထဲမှာဟိုကြီးတီကြီးနဲ့ရှောက်သွားနေပြန်ပါတယ်တနေရာအရောက်မှာတော့သူကကောင်မလေးတယောက်ရောင်းတဲ့အာလူပိုးတိကျော်ဆိုင်ကိုတွေ့သွားပါတယ်အဲ့ဒါနဲ့သူလည်းရင်ဘက်ကြီးကိုကော့ရင်ဆရာကြီးအထာနဲ့ထိုဆိုင်နားကိုတွားလိုက်ပြန်ပါတယ်တချောင်းဘယ်လောက်လဲတချောင်း1500ပါကောင်မလေးကချိုတာတဲ့အပြုံးလေးနဲ့ပြန်ပြေးလိုက်ပါတယ်သူစိတ်ထဲမှာတော့1500ဆိုတာကိုဘလို့ထင်သွားလဲမသိမချုံမချင်းမျက်နှာနဲ့ပဲဟုတ်ကျွန်တော်တချောင်းပေးပါလို့ရှေ့ပြီးပြောလိုက်ပါတယ်ပြီးတော့သူကကောင်မလေးကိုစကားဆပြီးဖွင့်ချောင်းစင်သားနဲ့ဗာပြောရမှန်းလည်းမတီးတော့စိုင်းပုံမှာရေးထားတဲ့chis အရတာနဲ့အဆက်အရတာဆိုတဲ့စာကိုမြင်ရတာနဲ့မမြင်ရှင်းအောင်ဆောင်ပြီးတမင်စကားမရှိစကားရှာမိလိုက်ပါတယ်ဒါကဘာမို့ဟုတ် chis မုံနဲ့မာလာအဆက်မုံပါဟုတ်ကျွန်တော်ကိုမာလာအဆက်မုံပဲဖြူပေးပါကောင်မလေးကလည်းပြန်ပြုံးပြပြီးသူပြောတဲ့အတိုင်းလုပ်ပေးလိုက်ပါတယ်အဲ့နောက်မှာတော့သူကမုံအနက်တစ်ချက်ရှူပြီးအားရပါရစားပြပါတော့တယ်မုံတော့လောက်လေးရောက်ရောစားနေရင်တန်လန်းနဲ့သူ့ကိုလည်းဘယ်သူမှလည်းမမေးပဲနဲ့ကျွန်တော်အားလုံးအရင်ကြိုက်ပါတယ်လို့တွားကြီးဖြဲရည်အော်ပြောလိုက်ပြန်ပါတယ်ရောင်းနေတဲ့ကောင်မလေးလည်းငါများမင်းမီလို့လားဆိုတဲ့ယုံနဲ့သူ့ကိုကြောင်ကြည့်နေပါတယ်။ဆွမ်းနာငါဖေကျော်ဆိုင်မှာတော့အားရပါရဆရာကြီးလုပ်ခဲ့ပြီမဲ့1500နဲ့ရောင်းတဲ့ဒီကောင်မလေးရဲ့ဆိုင်မှာတော့သူကတစ်ချိန်လုံးတွားကြီးဖြဲပြီးခဏရင်မိနေပါတော့တယ်။အဲ့လိုနဲ့ပဲသူကလက်တာ16လမ်းနဲ့20လမ်းကြားအဆိုင်တွေကိုကိုပတ်နဲ့ဒီဇိုင်းဝင်ဒီဇိုင်းထွက်မျိုးစုပြီးဝေဖန်ရင်းနဲ့လေကန်ရေးတွေလုပ်ရင်အစားအစာချက်ပုံချက်နည်းတွေပါတင်ပြနေလိုက်တာ Master Chef ပြန်ပွဲတွေရောက်သွားသလိုပါပဲ။ဘယ်လောက်ထိတောင်လဲဆိုရင်တက်စော်ကိုတောင်ဘာနဲ့ကြော်တာလဲစီနဲ့ကြော်တာလားလက်စီနဲ့ကြော်တာလားခြေနဲ့ကြော်တာလားဘာနဲ့ကြော်တာလဲဘယ်လိုကြော်တာလဲဘာမဆလာသုံးတာလဲဘယ်နှမိနစ်ကြော်တာလဲအကြည့်အတွင်းထက်စနိုင်မိတဲ့သူပါပဲတယောက်တည်းဒီဇိုင်းဝင်ဒီဇိုင်းအတွက်လိုက်စစ်စဲမြင်းမြန်ပြီးဆရာကြီးလုပ်နေပုံကမသိရင်တရုတ်တန်းတစ်ခုလုံးသူ့ဖေပိုင်တဲ့ပုံပါပဲသူ့ဟာသူကြိုက်တဲ့အစားအစာတွေကိုဆိုရင်တော့တွားကြီးခဲပြီးကောင်းတယ်ကို့လို့ချင်းမွန်းတတ်တယ်လို့သူမကြိုက်တဲ့အစားအစာတွေဆိုရင်ဆိုင်ရှင်ရှိမှာပဲကျွန်တော်မကြိုက်ဘူးလို့အော်ပြောပြီးမျက်နှာကြီးဆူပုတ်ရင်အမိုက်ပုံနဲ့လွတ်ပြစ်တတ်ပါတယ်အထူးသဖြင့်ကောင်းမလေးစောတွေရောင်းတဲ့ဆိုင်ဆိုရင်တော့သူစိုက်တာများပါတယ်အဲ့ဒီလိုနဲ့သူကတလန်းလုံးအဆိုင်တွေအားလုံးကိုမြှုပ်ဆုပ်ပြီးအဲ့လေတင်ကားသွားပြီးနောက်ပြန်ဖို့စိတ်ကူပါတော့တယ်အဲ့ဒီအချိန်မှာပဲသူဆိုင်တဲ့ဆိုင်ကိုအကြည့်ရောက်လာပြန်တယ်သူလုံးဝအဝင်မစားရတဲ့ဆိုင်ပေါ့ဆိုင်နာမည်ကိုလမ်းကြည့်လိုက်ရင်ဟာကြပြဆန်လိုက်တာဟုသူတွေးပြီးသဘောကျသွားပါတယ်ထိုဆိုင်နာမည်လေးကလက်ချစ်တဲ့ဘန်တဲ့အဲ့ဒါနဲ့သူမပြန်ခင်နောက်ဆုံးအနေနဲ့ထိုဆိုင်လေးကိုဝင်ဆက်စုဖို့ဆုံးဖြတ်လိုက်ပါတယ်ထိုနောက်တစ်ဝိုက်ကလူတွေကတော့သူထိုဆိုင်ထဲဝင်လာတာကိုကြည့်ပြီးတယောက်တစ်ပေါက်နဲ့တီးတို့ပြောနေကြပါတယ်ဟဲ့ဟိုလူတော့တခင်လက်ဆိုင်ထဲဝင်သွားပြီအင်းနော်ဒီကုန်းတော့မှာပဲဟဲ့ထိုသူကတော့လူတွေသူ့ကိုဝိုင်းကြည့်ပြီးတီးတို့ပြောနေတာကိုသတိထားမိပေမဲ့ဘာကူမှဂရုမစိုက်ပဲထိုဆိုင်ထဲကိုကော့ပတ်နဲ့ဝင်လာခဲ့ပါတော့တယ်ထိုဆိုင်ထဲကိုဝင်ချင်းမှာပဲသူတွေးလိုက်ရတာကမျက်နှာပင်ရှိနဲ့ခန့်ညားတဲ့ရုပ်ရည်ရှိပြီးလေကတုံးနဲ့ရောပစိုးဝတ်ထားတဲ့လူတစ်ယောက်ကိုပါထိုလူကထိုင်ခုံပေါ်မှာသူတစ်ချောင်းထောင်ထိုင်ပြီးဆိုင်ထဲဝင်လာတဲ့သူ့ကိုမျက်ခုံးပိတ်ပြီးကြည့်နေပါတယ်သူလည်းအဲ့ဒီလူကိုဆရာကြီးအထာနဲ့မင်းငေါ့ပြီးမေးလိုက်ပါတယ်ဒီဆိုင်မှာဘာလို့ရလဲ
ထိုလူကထိုင်ရမှထလာပြီအာလူပူရီစပါတီပဲပလာတာတကြားပလာတာကျုပ်ပလာတာကီမပလာတာတောက်တော်သားပလာတာစမူစာအီချကွေးနံပြားတူရှိအကုန်ရတယ်ဘာသာမလဲဆိုပြီး5စက္ကန့်အတွင်းမှာပဲထိုမီနူးတွေအားလုံးကိုရက်ဖြစ်တယ်လို့ဆိုပြသွားပါတယ်များပြားလာတဲ့မီနူးတွေကြောင့်သူလည်းရွေးရနည်းနည်းခတ်သွားပြီးဘာစားရမလဲဆိုတာအခြားကြီးရက်စင်စားနေမိပါတယ်ဆိုင်ရှင်ကတော့လက်ကြီးပိုက်ပြီးသူ့ကိုပူကြည့်ကြည့်နေတာပေါ့အတန်ကြာစဉ်းစားပြီးတဲ့နောက်မှာတော့သူမီနူးတစ်ခုကိုရွေးချယ်လိုက်ပါတယ်ကျွန်တော်စမူစာတစ်ခုပေးပါအေးတစ်ခု300ဘယ်နှခုယူမလဲတစ်ခုလေးဗျအေးခဏလေးယူပေးမယ်ဆိုင်ရှင်တခင်လက်ဆိုသူကသူ့ကိုမျက်စောင်းထိုးကြည့်လိုက်ပြီးငါရိုးမသားခုထားတာတော့အမှန်အကန်ပဲဝယ်တော့စမူစာတစ်ခုလေးဆိုပြီးတိုးလေးသိစေလိုက်ပါတယ်အဲ့ဒါနဲ့တခင်လက်လည်းမအင်ကြီးတွေကစမူစာတစ်ခုကိုထုတ်ပြီးသူ့ကိုပေးလိုက်ပါတယ်သူလည်းစမူစာကိုလမ်းယူပြီးမချောက်မလက်နဲ့တခင်လက်ရှိမှာပဲအားရပါရတစ်ခိုက်ခိုက်ပြီးစားလိုက်ပါတယ်တကိုက်စားပြီးချင်းမှာပဲသူကဆရာကြီးအထာနဲ့တခင်လက်ကိုမိခွန်းစားထုတ်ပါတော့တယ်အကိုဘာစီနဲ့ကြော်ထားတာလဲငါဘာစီနဲ့ကြော်မင်းတောက်လို့လားတခင်လက်ကပစိုးမှပြီးခါထောက်ရင်ပြဟောက်လိုက်ပါတယ်မဟုတ်ဘူးလေတမရင်းနဲ့ညီညွတ်အောင်ကျွန်တော်ကမေးတာပါဩလူကြီးတော့တာဆန်ယုံနဲ့စမူစာတစ်ခုဝယ်ပြီးငါ့ကိုတောက်ကြည့်တောက်ကြတယ်လာမင်းနေတယ်မင်းငါဘာကောင်လဲတိလားတိလားလို့ဘယ်တိမှလဲဗျာထားလိုက်တော့ဗျာဒါနဲ့ဆိုင်နာမည်လေးကကပြားစမီးလာတယ်နော်ဘာအသိပဲလဲမသိဘူးတစ်ချက်ရှင်းပြပါလားထုံမေကုန်းကိုကြားတော့တခင်လက်ကညက်ရည်နည်းနည်းဝဲသွားပြီးပြန်ပြေးရှာတယ်လက်ချစ်တဲ့ပန်ဆိုတာငါနဲ့ငါမိမကိုညီညွတ်တာကွာမိမိမှာပဲငါပန့်ကိုလွမ်းမိသွားပြန်ပြီအခုစနီးပန်ကတေသွားတာလားဟင်မဟုတ်ပါဘူးကွာ तू ကငါ့ကိုထားပြီးအမေရိကကိုထွက်သွားတာကွာတနည်း तू ပြန်လာလိမ့်မယ်လို့မျှော်လင့်ရင်ငါဒီဆိုင်လေးထဲမှာပဲနေ့တိုင်းစောင့်နေသေးပါကွာမင်းသိလားပန်ကငါကြော်တဲ့ချက်ပါတီဆိုတိတ်ဆိုင်တာကွာတခင်လက်ကတော့သူ့စနီးပန်ကိုနတ်ဆွတ်တန်းတိုင်ရင်မြေရည်လေးတွေဝဲပြီးပြောပြနေပြီမြဲ तू ကတော့တခင်လက်ရဲ့စမူစာကိုစားရင်ပြုတ်တက်သွားလိုက်မျက်နှာကြီးရှုံးမဲ့သွားလိုက်နဲ့တကောင်လေးကဘာပြက်နေပါတယ်စမူစာတဝက်လောက်ထိအကုန်စားပြီးရဲ့နောက် तू ကဆက်မစားနိုင်တော့ပဲထုံးစံအတိုင်းကျွန်တော်မကြိုက်ဘူးလို့အကျယ်ကြီးអော်ရင်ကွက်ကနေမိအောင်စမူစာကိုအမိုက်ပုံနဲ့ပစ်ထည့်လိုက်ပါတယ်ထို့အတန်ကိုကြားလိုက်ရတဲ့ဈေးတရလူတွေကလည်းတယောက်မျက်နှာတယောက်ပြူးပြဲကြည့်ရင်နောက်ထပ်ဖြစ်လာမယ့်အရာအတွက်ကြိုစိတ်မကောင်းဖြစ်နေကြပါတယ်သူလည်းစမူစာကိုအမိုက်ပုံနဲ့ပစ်ထည့်အပြီးဒီဘက်ပြန်အလှည့်မှာပဲလက်ထဲမှာစီပူးကြီးကင်ထားပြီးသူ့ကိုမျက်လုံးတည်ကြီးတွေနဲ့သွေးအေးစာစိုက်ရှိနေတဲ့တခင်လက်ကိုတွေးလိုက်ရပါတယ်သူလည်းစောနာစမူစာကိုအမိုက်ပုံနဲ့တွားပစ်လိုက်မိတာသူမာရာကြောင့်တိပြီးနောက်လိုက်ရတော့ပြီမဲ့တိတ်နောက်ကျသွားခဲ့တာပါပြီအဲ့ညမှာ तू ကတခင်လက်ရဲ့ဆိုင်ထဲကနေဘယ်တော့မှပြန်ထွက်မလာခဲ့သလိုအဲ့ညအစားပြီးသူ့ကိုလည်းဘယ်သူမှထပ်မတွေ့ရတော့တဲ့အပြင်သူ့ကိုဘယ်မှလည်းရှာလို့မတွေ့တော့ပါဘူးဒါပေမဲ့ထို့အဖြစ်အပျက်အပြီးလောက်ပိုင်းလောက်အကြာမှာပဲထို16လမ်းထဲမှာညက်ဖက်တွေဆိုတကောင်နဲ့ငုံငူကြီးချီဥတဲ့ရစားတော့ဆိုင်တွေကိုရှောက်သွားနေတဲ့ဝိညာဉ်တကောင်ကိုလူတွေတစ်ခါတလေတွေ့လာရတတ်ပါတယ်သူကကောင်းကြီးလိုက်စိတ်ကြကအမြင်ရှောက်သွားနေတတ်ပြီးတခင်လက်ရဲ့ဆိုင်ထဲမှာသူ့ကိုအများဆုံးတွေ့ရလို့ရှိပါတယ်ဒီလိုနဲ့ပဲသူက16လမ်းတစ်စီဆိုပြီးထုံနှောက်ပိုက်မှာနာမည်ရှိလာခဲ့တော့တာပေါ့ဟုတ်ကဲ့ဒီနေ့ကတော့ဒီလောက်ပါပဲเนาะနောက်ရက်ဒီမှာလည်းအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဖြစ်ရမှန်ပရလောကဆက်လန်တွေကိုပြပြတင်ဆက်ပေးအောင်ပါမို့ဆက်ဆက်ဆောင်မြောင်အားပေးချဖို့အမေနဲ့အောင်เนาะအခုဆက်လန်လေးကိုအဆုံးနဲ့နားဆင်ခံစားပေးကြတဲ့သူများအလုံးကိုစိတ်နှလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်ကျမတို့အင်ဂျီပါ